မျိုးသားညီညွတ်ရေးဆိုရ NUG ပြုပြင်ပြောင်းလဲရေးကိုအဆင့်30နဲ့ဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဆက်လက်လှုပ်ဆောင်နေတယ်လို့ NUG ယာယီသမ္မတဒူဝါလရှိလာကကြေညာလိုက်ပါတယ်။ယာယီသမ္မတဒူဝါလရှိလာကဒီဇင်ဘာလ10ရက်ညပိုင်းမှာအမျိုးသားညီညွတ်ရေးဆိုရရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးမိန့်ခွန်းပြောကြားရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။အဲ့လိုဆိုရဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့နိုင်ငံတော်ယာယီသမ္မတဒူဝါလရှိလာကအခုလိုပြောလိုက်ပါတယ်။ မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှဒီတမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါတယ်။ဒါပေမဲ့အဓိကတိုင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွေထဲမှာထဲဝင်ပူပေါင်းပါဝင်လာဖို့လက်ရှိချိန်မှာအကန့်အသတ်တွေရှိနေတယ်ဆိုတာသိရှိရပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုတွေကိုရဖို့ဆိုရင်ပြုပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်ဖို့တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ပြောချင်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပြုပြင်ပြောင်းလဲရေးကိုအဆင့်30နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပါတယ်ပထမအဆင့်ဖြစ်တဲ့အစိုးရအတွေ့အပြုပြင်ပြောင်းလဲရေး internal reform ကိုလှုပ်ဆောင်ပြည်စည်းခဲ့ပြီးဖြစ်ပါတယ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့လက်ရှိမြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းသားလက်လက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများပါဝင်တဲ့ကုစားပြုအားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ဒါတဲ့အဆင့်ပြုပြင်ပြောင်းလဲရေးကတော့မဲအွန်လိုင်းနဲ့ချမ်းဖက်စစ်အုပ်စုကိုဖြုတ်ချပြီးအသွင်ကူးပြောင်းရေးအစိုးရအသစ်တရက်ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ NUG အစိုးရပြုပြင်ပြောင်းလဲရေးအဆင့်30နဲ့ပတ်သက်တဲ့အချိန်ကာလကိုတော့ယာယီသမ္မတကအတိအကျမပြောဆိုထားသေးပါဘူး။ဒါအပြင်ပြည်သူ့သဘောထားနဲ့အညီအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးကိုအဆင့်လိုက်ပြုလုပ်ဆောင်ရွက်ခဲ့ရမှာအစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင် NUG Reform Commission ကိုဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့ပြီးအဲ့ဒီကော်မရှင်မှာယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့ဦးဆောင်ပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့အသိပေးပြောကြားခဲ့ပါတယ်။ NUG ကမနေ့ကမနက်ပိုင်းမှာဝန်ကြီးတချို့ကိုအနှဲငယ်ပြောင်းလဲပြုလုပ်ကအစိုးရပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုမှာ NUG အစိုးရအဖွဲ့ဝင်တွေကဝန်ကြီးနဲ့ဒုဝန်ကြီးတချို့တွေကိုတာဝန်ယူထားတဲ့အစိုးရဝန်ကြီးဌာနပြောင်းလဲလုပ်ခန့်လိုက်ပါတယ်။လက်ရှိ NUG အစိုးရမှာဦးဝင်းမြင့်ကနိုင်ငံတော်သမ္မတအဖြစ်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဆက်လက်တည်ရှိနေပြီးယာယီသမ္မတအဖြစ်ဒူဝါလရှိလာကဆက်လက်တာဝန်ယူထားပါတယ်ရှင်။